ပန်ရှေ့ကွယ်လက်ရှေဘောင်းမရှိဝမ်းဆက်လေးကိုမှာပေါ့နော်အင်ဂျီလေးကိုလည်းအရင်ကြည့်လိုက်အောင်နော်အင်ဂျီလေးဆိုလို့ရှိရင်ဒီလိုမျိုးကော်လန်ဖက်လေးနဲ့ရှေ့ကွယ်ကျဲသီးတွေလေးကိုမှာပေါ့နော်ကျဲသီးလေးဆိုလို့ရှိရင် line လေးနဲ့တေချာလေးချုပ်ပေးထားရတယ်ပြီးရင်အောက်မှာရင်ဆက်လေးနဲ့ပေါ့နော်ရင်ဘက်လေးမှာလည်းဆက်ပေးထားရတယ်ပြီးရင်အင်ဂျီလက်လေးဆိုလို့ရှိရင်ဒီမှာကြည့်ပါအောင်နော်အတွန့်လေးပါထပ်ပြီးတော့ထည့်ပေးထားတယ်ဝဲကလေးနဲ့လုံးဝရှစ်စရာလေးနော်ကာတွန်းစင်လေးတွေအရန်ရိုးလုံးအကျုံမင်းကဒီလိုမျိုးအစင်မျိုးလေးနဲ့ပြောင်းပြီးတော့ထုတ်ပေးထားတယ်နော်ဘောင်းမီလေးဆိုလို့ရှိရင်လည်းဒီလိုမျိုးပေါ့နော်တလုံးကျိုးလေးထည့်ပေးထားတာဖြစ်တဲ့အတွက်ဝက်လို့အရန်ကောင်းမယ်ပြီးရင်ဘောင်းမီခွာလေးလည်းကြည့်လိုက်အောင်နော်ခွိုင်းလေးကိုဝိုက်ပြီးတော့ထုတ်ပေးထားတာဖြစ်တဲ့အတွက်ပေါ့နော်သူကကြတော့ထိုက်ပါမိုးမလွတ်သေးတဲ့ကလေးတွေဆိုလို့ရှိရင်လည်းပေါ့နော်သူကဝက်လို့အစင်ပြေတယ်နော်ပြီးရင်အယောင်လေးဆိုလို့ရှိရင်လည်းကြည့်လိုက်အောင်နော်အယောင်လေးဆိုတရားမှပဲအောင်မရှိဘူးအကုန်လုံးကလုံးဝအလှလေးတွေပဲပေါ့နော်ဒီအဝါလေးဆိုအရန်လှတယ်နော်အရန်လှအစိမ်းလေးနဲ့ပေါ့နော်အယောင်လေးကကိုမင်းပြပေးထားသလို9ယောင်လာမယ်9စုံတစ်စီအနည်းဆုံးယူပေးလို့ရပါမယ်ရှင်ဈေးနှုန်းလေးကလည်းအရန်ရှို့မယ်နော်လိုချင်တယ်ဆိုလို့ရှိရင်တော့မြန်မြန်လေးလာမှာပါဈေးနှုန်းလေးကိုရှစ်ပေါက်မှလာမေးပေးပါနော်